ရေချိုးကန်တဲ့ကမိန်းကလေးကရေမချိုးရတာကြပြီဖြစ်တဲ့အဖိုးကြီးကိုသူနဲ့တူတူရေချိုးဖို့ခေါ်နေခဲ့တာပေါ့ရေချိုးစလုံးလေးထဲမှာနှစ်ယောက်သားတူတူချိုးကြရင်ရေကရောအပူချိန်အတင်းရှိရလားမေးတော့တိတ်ကိုကောင်းတာပေါ့ကွာလို့ပြန်ဖြေလိုက်တယ်စလုံးလေးထဲမှာနှစ်ကိုယ်တူအိမ်မက်တွေမက်လိုက်ကြတော့တယ်ကဲဇလန်အစမှာအဖိုးကြီးဟာစံအိုးတဲ့ချောင်းကြည့်တော့စံမရှိတာကိုတီးလိုက်ရတယ်ဒီအချိန်မှာပဲတငယ်ချင်းရွာလူကြီးတယောက်ချလာကမင်းမရလို့ခြင်းလားဆိုတော့ဒီအရွယ်ကြီးမှဘလို့လုံးဖြစ်နိုင်မှလဲပြောတော့လူကြဒီကမဟုတ်ပါဘူးကွာအစိုးရကပေးတဲ့မရဘူးပြောတာအသက်50အောက်စစ်ထဲဝင်နေသမျှမိမယူလို့ရတယ်ပြောလိုက်တော့ရုပ်ကြီးကမလို့ချင်းရှာဘူးရွာလူကြီးကစပွဲမှာထိုင်ပြီးအခါရီတောက်မလို့လုံနေတော့အဖိုးအိုဟာညှော်လင်းချက်ရှိပြီးဆိုကစစ်စတန်ကိုခေါ်လိုက်တယ်စစ်စတန်ကပေါ်လာပြီးမရယူခြင်းအတွက်ဆုလက်တွေကိုတစ်ခုချင်းထုတ်ပြပါတော့တဲ့အမှန်တကယ်တော့အဖိုးအိုဟာအချိန်ကူးပြောင်းလာတဲ့သူတယောက်ယနေ့ခေတ်ကနေခေဟောင်းကိုရောက်သွားခဲ့တယ်အခုချိန်မှာတော့စစ်ပွဲတွေကြောင့်အစာရေစာတွေငတ်မွတ်လာကြတယ်ပလိတ်ယောဂတွေလည်းအဖြစ်များလာကြတယ်အစားတောက်စားရဖို့ကပိုပြီးအရေးကြီးတဲ့ခေတ်ဖြစ်နေခဲ့ပြီးကံကောင်းတာကငါ့မှာစစ်စတန်ရှိတယ်အစိုးရကလည်းမယားတွေအလကားပေးနေတယ်မိန်းမတွေယူပြီးတက်တန်းတိုးနိုင်မလားဆိုတာလို့ပြောပြီးအကုန်လုံးပြန်ရုပ်သိမ်းလိုက်တော့ရွာလူကြီးကအနားလာကမင်းပါဖြစ်တာလဲငါသိတယ်မင်းအသက်အရွယ်နဲ့စစ်တပ်ထဲဝင်ဖို့မဖြစ်နိုင်ဘူးဆိုတာဒါပေမဲ့မင်းအသက်က49နှစ်ရှိပြီးဒါတော့အစိုးရကမင်းကိုအလကားပေးမှသွားယူကြရအောင်အဖိုးကြီးကကဲငါမင်းမဘယ်မှာလဲဆိုပြီးအော်ပြောနေခဲ့တယ်ဒီလိုနဲ့ရွာထဲကလူတွေအကုန်မရွေးဖို့တန်းစီစောင့်နေခဲ့ကြတာပေါ့စစ်တီရဲမက်တွေကတော့တန်ကြိုးတွေနဲ့တုံနှောင်ပြီးမိန်းကလေးတွေအများကြီးနဲ့စစ်ရိတ်ခါအိတ်တွေတင်ကရောက်ချလာခဲ့တယ်ကြည့်လိုက်တော့မိန်းမတွေကပိန်ညောင်နေခဲ့တယ်ရွာသားတယောက်ဆိုငါယူခြင်းနဲ့မိန်းမကဝါဝတုတ်ကိုလေဒါမှအလုတ်ခိုင်းစားလို့ရမှာပြောနေခဲ့တယ်ရွာလူကြီးကတော့မင်းပါဇက်ကိုပိတ်ထားဖို့ပြောလိုက်တယ်စီစာကြောင်လုံးနဲ့အဖိုးကြီးကဒီမိန်းကလေးတွေရဲ့နောက်ခံလေးမင်းသိရင်ပြောပြစမ်းပါပြောလိုက်တော့ရွာလူကြီးကဒီမိန်းမတွေထဲမှာတချို့ကအငတ်ပေးကြောင်အဖမ်းခံရတာတချို့ကစစ်တုံးပန်းတွေပါတယ်နေစရာမရှိတဲ့မိန်းမတွေလည်းပါတယ်မင်းကြည့်လိုက်စမ်းရှေ့ကဆိုးဝါးဝါနဲ့ကလေးမွေးဖို့လည်းပူစရာမလိုပေါက်ပြားကင်ဖို့လည်းပူစရာမလိုဘူးအနောက်ကဆိုရင်ရုပ်လေးပဲချောတာဘာမှသုံးစားမရဘူးလို့ပြောပြနေခဲ့တယ်ဒီလိုနဲ့ရဲမက်ကရောက်လာတော့မင်းတို့ရွာလူကြီးကဘယ်သူလဲမေးလိုက်တော့ရွာလူကြီးကသူ့ပါဆိုတဲ့အကြောင်းရင်နွေးကြမ်းလေးတောက်ပါဦးဆိုပြောတော့ရဲမက်ကမင်းတို့ရွာကနောက်ဆုံးပဲမြ мян ရွေးကြငါအချိန်ကအဖိုးတန်တယ်ဆိုပြီးပြောနေခဲ့တယ်ရွာလူကြီးကလည်းသူ့ရွာသားတွေပဲလှည့်လိုက်ကငါတစ်နှစ်သုံးလို့ရေပြီးတာနဲ့လူကြတော့လို့ပြောလိုက်တော့ရေပေးလိုက်တာနဲ့အပြိုင်ဆိုင်မိမလူကြပါတော့တယ်ရွာသားတွေကပြည့်ပြည့်ဖြိုးဖြိုးမိမတွေပဲရွေးပြီးလူကြတယ်ချစ်စရာကောင်းတဲ့မိမကိုမယူရဲကြဘူးအလုံးမလုံးနိုင်ကြလို့ပေါ့ဒီလိုနဲ့ကောင်မလေး၃ယောက်ဟာအရွေးမခံရပဲကြံခဲ့တော့တယ်ကောင်မလေးတွေကဒီလူကအသက်ကြီးပြီးစစ်တပ်ထဲရောသွားနိုင်ပါမလားသွားပြီးရင်ရောပြန်လာနိုင်ပါမလားအငယ်လေးကမလိုချင်ဘူးပြောနေတော့အကြာကြီးရွေးနေကြတော့ရဲမက်ကလည်းစိတ်မရှိတော့ဘူးအရွေးမခံရတဲ့သူကတော့စစ်စခန်းပို့ခံရမယ်အဖိုးကြီးကတော့နေတုံနဲ့လုံနေခဲ့တာပေါ့ကောင်မလေးတွေကဒီလူကအသက်ကြီးပြီးစစ်တပ်ထဲရောသွားနိုင်ပါမလားသွားပြီးရင်ရောပြန်လာနိုင်ပါမလားအငယ်လေးကမလိုချင်ဘူးပြောနေတော့အကြီးလေးကလိမ်မာတယ်တကယ်လို့အရွေးခံရရင်လိုက်သွားလိုက်အရွေးမခံရရင်တော့တေတာထက်ပိုဆိုးလိမ့်မယ်လို့ပြောနေခဲ့တယ်အဖိုးကြီးကနှိတုတ်လုံနေတော့ရဲမက်ကစိတ်မရှိတော့ပဲထလာကဖင်ကိုလာကန်လိုက်ပြီးအဖိုးကြီးပါရီငေးနေတာလဲမေးတော့အဖိုးကြဒီကတခုမေးစရာရှိတယ်ငါတယောက်ရွေးပြီးရင်ကျန်နာကိုပြည့်တစားလောက်ခိုင်းမှလာမေးလိုက်တော့ဟိုကလည်းဟုတ်တယ်မင်းပဲတယောက်ရွေးမှလည်းမေးတော့အဖိုးကြီးကဒါဆိုငါကောင်မလေး၃ယောက်လုံးကိုယူမယ်လို့ပြောလိုက်တော့တယ်အကုန်လုံးကအံ့ဩကုန်ကြပြီးရွာသားတွေကအဖိုးလီခင်များအသက်ကြီးပြီးလောက်ကောလုံနိုင်သေးရဲ့လားတော်ကြလိတ်ဥပကျိုးနေအောင်မယ်လို့ပြောဆိုနေကြတာပေါ့အဖိုးကြီးကတော့ဂယုမဆိုင်ပဲကျွန်တော်ဆန္ဒကိုဖြည့်ဆည်းပေးပါလို့ပြောနေခဲ့တော့တယ်ရဲမက်ကတော့ဒီဖိုးကြီးတနာစိတ်တော်ကြီးတာပဲမြင့်မာမြေဘယ်နဲ့ဧကရှိလို့မိမ၃ယောက်ယူခြင်းရတာလဲဆိုတော့ဧကဝက်တဲ့ရဲမက်ကရီလိုက်ပြီးဒါနဲနဲလေးနဲ့လူ၄ယောက်ဘလို့စားမလဲမင့်တေချာရင်သူတို့ကိုခေါ်သွားလိုက်တော့ပြောတော့အဖိုးကြီးကယူမယ်ပဲဖြစ်နေတယ်နောက်ရဲမက်တယောက်ကသူ့လိုချင်နေတာပြီးလိုက်ပေါ့ငါတို့လည်းအလုံးမရှုပ်တော့ဘူးနောက်ပြီးရိတ်ခါလဲကျွေးနေစရာမလိုတော့ဘူးပြောနေတော့ရဲမက်ကယူသွားလိုက်ပါဒါနဲ့သူ့စစ်တပ်ရိတ်ခါပါယူလာပေးလိုက်ဆိုကအထုပ်သုံးထုတ်ချပေးလိုက်တယ်အဖိုးကြီးကကျေးဇူးတင်ပါတယ်ပေါ့ဒါပေမဲ့ရဲမက်ကမှတ်ထားပါတလအကြာမှာဖျိုင်တရားရုံးကိုသတင်းပို့ပါရက်လုံပြီးမပို့ဘဲနေရင်လို့ပြောပြီးဓာတ်ကိုဆွဲထုတ်ကစပွဲကိုနှစ်ပိုင်းလုပ်ပြလိုက်တယ်မင်းကောင်းလဲဒီစားပွဲလိုဖြစ်သွားမယ်ပြောလိုက်တယ်ဒီလိုနဲ့ပဲပြောပြီးရဲမက်တွေကထွက်သွားပါတော့တယ်ရွာလူကြီးကတော့မင်းငါစကားကိုဘာလို့နားမထောင်တာလဲဒီလိုဖြူဖြူလေးတွေကဘာလို့စားလို့ရမှာပြီးတော့၃ယောက်တောင်ယူလိုက်သေးတယ်ပြောတော့အဖိုးကြီးကငါပြောတာနားထောင်ဦးတလပဲအချိန်ရတယ်
စစ်တပ်စခန်းကိုတွားရတော့မယ်ဇနီးတယောက်ကိုရိတ်ခါတထုတ်ရတယ်၃ယောက်ဆိုတော့ရိတ်ခါ၃ထုတ်ရတာပေါ့ငါကဒီအခွင့်အရေးကိုအမအရယူပြီးငါကိုငါကောင်းကောင်းအာဟာရဖြစ်ရမယ်ဒါမှစစ်တပ်ကိုတွားတာဝန်ထမ်းပြီးပြန်လာနိုင်မှာပေါ့ဘာညာဆိုပြီးအာယူနေခဲ့တဲ့စိတ်ထဲမှာတော့ဇနီးတဲ့နဲ့လက်ထက်ချင်းကငါကိုတတ်မှလာစေတဲ့အများကြီးယူရင်ပိုးတတ်မှမယ်ဘလောက်မိုက်လိုက်တဲ့ကဘာလဲဆိုပြီးတွေးနေတာပေါ့ရွာလူကြီးကတော့မင်းကငယ်တဲ့အရွယ်မဟုတ်ပြီးခန္ဓာကိုယ်ကိုဂယုစိုက်ပြီးအားနေဒီမိမတွေကိုတက်လုတ်ခိုင်းမနေနဲ့ကြားလားဆိုကပြောလိုက်တော့တဲ့အဖိုးကြီးကကဲမိမတို့ငါနဲ့အတူအိမ်ပြန်ကြရအောင်ဆိုပြီးပြောက၃ယောက်လုံးကိုအဖိုးကြီးအိမ်ကိုခေါ်လာခဲ့တော့တယ်အိမ်ရှိရောက်တော့မိမ၃ယောက်ကိုအိမ်ထဲဝင်ဖို့ပြောလိုက်တယ်အကြီးဆုံးလေးကခင်ပွန်းအားနာနေစရာမလိုဘူးကျမတို့ညီမ၃ယောက်ပေါ်ကိုကဲတင်ပေးတဲ့ကျေးဇူးရှင်ပါလို့ပြောတော့အဖိုးကြီးကမင်းတို့ကညီမအရင်တွေလာမေးလိုက်တော့ဟိုကဟုတ်တယ်လို့ပြောကဒီဘက်ကတော့ဒုတိယညီမလေးဘသူဒီဘက်ကတော့အငယ်ဆုံးလေးဘသူပေါ့ဘိုးတော်ကပပြီးဟိ